မှာလေးငါနင်ပြောရတော့မှဖော်ရောက်နေရ ဟာဟိုမှာလဲ4ပြန် ဒီနေ့ရအတန်ဆုံးဆိုတဲ့4ကဒီတော့မှ4ပဲ ဟာဒီမှာလဲထပ်4ပြန် ဟုတ်တယ်အမပြောတာလဲ Rama 4လမ်းပေါ်မှာပဲလေ ဟာအကုန်လုံး4နေကြပါလားဟိုမှာလဲ4ဒီမှာလဲ4သူတို့တွေ4နေကြတယ် Rama 4ဆိုတော့ဘာလဲသိလား Live Sukube Rama 4ကျွန်တော်လည်းဒီ project လေးအကြောင်းကိုတော့နည်းနည်းတော့4အောင်အဲမှားလို့နည်းနည်းတော့ပြောပြအောင်ဒီ project ကဆိုရင် EIA approve ကြာပြီးသားဖြစ်ပြီးတော့အခုလက်ရှိစတင်ဆောက်လုပ်နေပြီပဲဖြစ်ပါတယ်ကိုနိုကနေဒီဘက်ကိုဆက်ပြီးလမ်းလျှောက်မယ်ဆိုရင်950မီတာအကွာ9မိနစ်လမ်းလျှောက်အကွာဝေးမှာ BTS ဖက်ခန့်ုံရှိပြီးတော့ဒီဘက်ကိုလမ်းလျှောက်သွားမယ်ဆိုရင်တော့ BTS ဧကမိုင်နဲ့14မိနစ်လမ်းလျှောက်အကွာဝေးမှာပဲရှိပါတယ်ခင်ဗျ1 bedroom 27 square meter ကို2.99 million ဘတ်3သန်းဝန်းကျင်ကနေစပြီးတော့ရရှိမှာပဲဖြစ်ပါတယ် Rama 4လမ်းမကြီးပေါ်မှာ Total AP က live series ကိုဘတ်3သန်းနဲ့ရမှာဆိုတော့တန်ဆုံး project ပဲဖြစ်ပါတယ်ကနအူ15ရာခိုင်နှုန်းပဲပေးသွင်းရမှာဖြစ်ပြီးတော့ကျန်တဲ့85ရာခိုင်နှုန်းကိုတို့ပြီးမဲ့2028 February မှာပေးသွင်းရမှာပဲဖြစ်ပါတယ်ကိုယ်တိုင်နေဖို့အတွက်ရော investment အတွက်ရောအရန်ကိုအဆင်ပြေတဲ့ project လေးဖြစ်တာမို့လို့အလွှာကောင်းအလှည့်ကောင်းအခန်းလေးတွေကိုလက်ဦးမှုရရှိနေဆိုရင်တော့ကျွန်တော်တို့ home Thailand အစရိတ်ကိုအခုပဲလာရောက် appointment တင်လိုက်တော့နော်